အခုတွန်းရဲ့အကောင့်ထဲမှာဈေးရောင်းရမှာရှက်နေတယ်ကြောက်နေတဲ့လူတွေရှိရဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါပေးပါဒီဗီဒီယိုဆုံးတာနဲ့မမတို့တစ်ခွင်းငန်းစာတစ်ခုမဟုတ်တစ်ခုလုံးဝရစီရမယ်လို့တာဝန်ယူတယ်ဘာဖြစ်လို့လဲဆိုရင်တွန်းအခုလေးတင်မဲ့ကြုံတွေ့လာရတဲ့ကိစ္စလေးကိုမမတို့ပြပြချင်တယ်။ဘာလဲဆိုရင်အခုတွန်းကနေပြီးတော့ order တွေအမှားရှိရနဲ့တွန်းကအဲ့ကစီတလေးဒီမိနစ်တက်ကလေးကိုတွန်းကအိမ်ကိုပြန်ယူတဲ့အချိန်မှာတငယ်ချင်းတွေနဲ့တွေ့ရပြန်ယူပြီးတော့ပြန်လာတဲ့အချိန်မှာတငယ်ချင်းတွေနဲ့တွေ့ပြီးတော့အချိန်မှာသူကအပြင်မုတ်သွားဆမယ်တဲ့နင်းနဲ့လိုက်ရင်လိုက်ခဲ့ပါဆိုတာနဲ့တငယ်ချင်းတွေနဲ့လိုက်သွားတယ်လိုက်သွားတဲ့အချိန်မှာဟိုရောက်တော့ကြတော့တွန်းကအမြဲတမ်းလုံနေကြပေါ့တွန်းအပြင်သွားတယ်ဆိုလို့ရှိရင်အဲ့တော့ကိုနဲ့နီးစက်ရလေးတွေကိုနဲ့ပတ်သက်တဲ့အကြောင်းလေးကိုတွန်းကရှင်းပြပေးတယ်ဝယ်ဒီဖြစ်စေမဝယ်ဒီဖြစ်စေရှင်းပြပေးတဲ့အချိန်မှာသူတို့ချီကပြန်ရလိုက်တဲ့ emotion ကသူကဓာကြီးရောက်နေရလားဟင်သူကဒီဘွားတော်ရောက်သွားပြီလားဆိုရင်အကြည့်ရခံလိုက်ရတယ်သူကဒါပေမဲ့သိတယ်ဒါပေမဲ့သူဘာမှမဖြစ်ဘူးတွန်းမှာခုလက်ရှိရောင်းနေတဲ့ product အကြောင်းကိုသူတို့တငယ်ချင်းရဒါလေးကတော့ဒီလိုကောင်းတာတရားလေးဆိုလို့ရှိရင်ဘယ်လိုလေးတော့အသေးစိတ်အကုန်လုံးရှင်းပြနေတဲ့အချိန်မှာလုံးဝအထင်သေးတဲ့ကြည့်နေကြည့်ခံလိုက်ရတယ်တွန်းလုံးဝမမှုဘူးဒါပေမဲ့တွန်းမှာရလက်တစ်ခုရလိုက်တယ်အဲ့ဒါဘာလဲဆိုရင်အဲ့ဝိုင်းမှာတွန်းတို့ထိုင်နေတဲ့ဘေးဝိုင်းမှာအမ၄ယောက်ရှိရဲ့အမ၄ယောက်ထဲကတစ်ယောက်ကနေပြီးတော့တွန်းပြောလိုက်တဲ့အတန်လေးကိုကြားပြီးတော့တွန်းရှိကိုဝိုင်းလာတယ်တွန်းကိုမေးတယ်တရားလေးရညီမလေးရောင်းတာလားဒါလေးရဘာလေးကောင်းတာလဲခဏတော့ညီမလေးပြောလိုက်တဲ့အချိန်မှာကြားလိုက်တယ်စားဝတ်ချန်တွေရဲ့တင်းတိတ်တွေရဲ့ပါနိုင်နေဆိုတဲ့ဟာလေးကြားလိုက်တယ်အဲ့ဒါအမအဲ့ဒါလေးစိတ်ဝင်စားလို့အမမျက်နှာမှာတင်းတိတ်တွေအရန်များနေတယ်ညီမလေးတစ်ချက်လောက်ကြည့်ပေးပါအောင်ဆိုတော့ညီမဟုတ်တယ်အဲ့ဒါဆိုရင်တော့မမဒီဟာလေးကိုဆွဲသုံးဆိုတဲ့အကြောင်းလေးလာညီမလေးလာမမတို့ဝိုင်းမှာတဲ့တခြားမမတွေကလည်းစိတ်ဝင်စားနေရလိုက်ရှင်းပြပြီးဆိုတော့အခြားအိုက်ကဝိုင်းကိုတော့ရှင်းပြလိုက်တယ်ပြလိုက်တဲ့အချိန်မှာအဲ့၄ယောက်စလုံးကတွန်းရဲ့ပလဲဒီမျက်နှာတစ်ကတစ်ယောက်တစ်ခဲစီ၄ခဲနဲ့ moisture ၄တော့အားပေးသွားတယ်ဆိုရင်သူတို့ရဲ့ရှေ့မှာတွန်းကိုအထင်သေးနေရလို့ရှေ့မှာတွန်းကကိုပိုင်ဝင်ငွေသူတို့ရှေ့မှာချက်ချင်းရှာနိုင်လိုက်တယ်ဒီ product ဟာဒီတကယ်ကိုကောင်းလို့ဝယ်သူရှိရဆိုတဲ့အကြောင်းလေတွန်းကတက်တည်ပြနိုင်လိုက်တယ်ဒါပဲတွန်းလို့စင်တာဒါပဲတွန်းကဘယ်တော့မှမရှက်ဘူးဈေးရောင်းရမှာမရှက်ဘူးเนาะဒီ product အကြောင်းကိုကျင်ညာရမှာမရှက်ဘူးအဲ့ကြမှာကိုလိုချင်တဲ့ပန်းတန်ကိုတွန်းသွားမယ်တွန်းကိုဘယ်လောက်ပဲသူတို့အထင်သေးနေပါစေသိရမလားပုံမှန်ဆိုလို့ရှိရင်တို့ဒီဟာရောက်နေတဲ့အချိန်မှာတော့အရန်ကြီးပေါ့နော်တွန်းမွေးသွားပြီလားမခေါ်မပြောချင်တဲ့လူရောရှိရတွန်းကမွေးသွားလို့ရောင်းတာမဟုတ်ဘူးတွန်းကဈေးရောင်းရတာဝါသနာပါတယ်ပြီးလို့ရှိရင်တွန်းပတ်စံရှာရမယ်တွန်းဖြုံးလိုက်တဲ့ပတ်စံတွေတွန်းအမားတစ်ခုကြောင့်ပတ်စံတွေရှုံးဆွဲလိုက်ရတဲ့ကြောင့်မလို့တွန်းရှုံးတဲ့ပတ်စံတွေကိုတွန်းဟိုဟာကိုပတ်စံရှာမယ်ဆိုတော့ဒီနေ့ဒီလောကကိုဆက်ဝင်ခဲ့တာအဲ့အတွက်ကြောင့်မလို့မမတို့လည်းစိတ်တက်မကြနဲ့ဘသူတွေဘာပဲပြောကိုလှုပ်ဆင်ရှိတာကိုပဲကိုလှုပ်ပါပြောချင်ပါတယ်